မိတ်ဆွေများအားလုံးမင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်ရွှေတရားကိုမှာဂက်စီဖိုင်ယာနဲ့ပတ်သက်ပြီးတော့ကျွန်တော်သိထားတာလေးကိုနိုင်ငယ်လေးကျွန်တော်ပြောပြပေးပါမယ်ဂက်စီဖိုင်ယာဆိုတာဇီဝရတ္တုပစ္စည်းတွေကိုမီးလောင်ကျွမ်းစေပြီးမီးလောင်ကျွမ်းနေတဲ့မီးပူခြင်း900ဒီဂရီစင်တီဂရိတ်လောက်ရှိတဲ့မီးထဲမှာမီးခိုးတွေကိုဖြတ်သွားတဲ့အခါမှာဓာတ်ပြိုကွဲသွားပြီးတော့အဲ့ဒီမီးခိုးကဒါမီးလောင်စေပါတယ်အဲ့ဒီဓာတ်ခွေတွေတော့ပါလိပါလဲဆိုလို့ရှိရင်ဒါကျွန်တော် nitrogen ပါမယ် NH3 ပေါ့နော်မီသိန်းဓာတ်ခွေတွေပါမယ်ကာဗွန်အောက်ဆိုက်ဓာတ်ခွေပါမယ်ကာဗွန်မိုနိုဆိုက်ဓာတ်ခွေပါမယ်ပေါ့နော်အစရှိကတ္တရာပေါ့နော်အစရှိတဲ့ဓာတ်ခွေတွေပါမယ်အဲ့ဒီဓာတ်ခွေကဒါကျွန်တော်တို့မီးလောင်တဲ့ဓာတ်ခွေဖြစ်ပါတယ်အဲ့မီးလောင်တဲ့ဓာတ်ခွေကိုမှကျွန်တော်တို့နည်းမျိုးစုံနဲ့ကျွန်တော်ရေစေးပတ်ရှင်းတဲ့ filter တွေနဲ့စစ်တဲ့အပူပေးတဲ့အေးခံတယ်ပေါ့နော်အဲ့ဒီဓာတ်ခွေကိုဒါကျွန်တော်တို့ကဒီအင်ဂျင်လေးကိုတွင်းပြီးတော့ဒီတက်စီလောင်တာပြီးအစားထိုးပုံရင်းဖြစ်ပါတယ်ကျွန်တော်တို့တက်စီအင်ဂျင်ဆိုလို့ရှိရင်ဒီဓာတ်ခွေနဲ့100ရာခိုင်နှုန်းအသုံးပြုနိုင်ပြီးဒီအင်ဂျင်ဆိုလို့ရှိရင်တော့90ရာခိုင်နှုန်းနဲ့90ရာခိုင်နှုန်းအထိအသုံးပြုနိုင်တဲ့အကြောင်းကိုကျွန်တော်ပြောပြချင်ပါတယ်ခင်ဗျာ